မင်္ဂလာပါကိုမျိုးဖော်ဖော်ချူကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဒါစနေတနင်္ဂနွေလက်ကျန်ပွဲတွေဖြစ်တဲ့ဒီပွဲစဉ်တွေထဲမှာအကြိုက်ဆုံး၃ပွဲကိုညီကိုတွေကိုရွေးချယ်သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ညီကိုတွေအနေနဲ့ကျွန်တော် channel ကို subscribe မလုပ်ရသေးတဲ့ညီကိုတွေရှိရင် subscribe လေးလုပ်ထားပေးကြပါကျွန်တော်ပွဲသုံးသပ်ရှစ်တွေဒါပွဲရွေးချယ်မှုတွေကိုဒါနေ့စဉ်နဲ့အမျှလုပ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျဒီနေ့မှာဆိုရင်တော့ဒါကျွန်တော်ရွေးချယ်ထားတာဖူဟန်နဲ့ရှက်စီပါမယ်အိုဆာဆူနာနဲ့လီဘန်တေးပါမယ်ယူမာနဲ့ဖီယိုရင်တီနာပါမယ်ဒီ၃ဘွဲကိုကျွန်တော်ညီကိုတွေကိုချပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဖူဟန်နဲ့ချက်စီပွဲကနေစပြောပါမယ်ပြောရမယ်ဆိုဒီဖူဟန်နဲ့ချက်စီပွဲကလည်းမနေ့ကနယူကာဆယ်နဲ့ဒါလီဗာပူးပွဲပုံစံမျိုးပဲပေါ့နော်နှစ်သင်းလုံးကဒါနီးပြတက်တဲ့နဲ့ဖြစ်တယ်ချက်စီဘက်ကကြည့်မယ်ဆိုရင်ချက်စီအနေနဲ့ဒီနှစ်မှာတော်တော်လေးကိုဒါလူငယ်အားတွေရောဒါနီးပြတွေရောအားပြထားတာကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်ပြီးတော့ဇာဘီအလွန်ဆိုဖြစ်တဲ့နီးပြအနေနဲ့ပေါ့နော်ဒါရီရဲမှာဒါနီးပြခဲ့တဲ့ဒါနီးပြဟောင်းဒါဇာဘီအလွန်ဆိုအနေနဲ့ဒါချက်စီမှာဒါချက်စီကိုကင်တွယ်နိုင်ဘာမလားပေါ့နော်ပြောရမယ်ဆိုရင်ဒါဇာဘီအလွန်ဆိုအနေနဲ့ရေးရဲမှာကြာချုံးခဲ့တယ်ဆိုပေမဲ့သူ့အနေနဲ့ဒါရေးရဲမှာလုတ်ပိုင်ခွင့်အပြည့်အဝမရခဲ့ဘူးဗျာဒါပေမဲ့ချက်စီမှာတော့သူ့အနေနဲ့လုတ်ပိုင်ခွင့်အပြည့်အဝရထားတယ်ဒါကြောင့်သူ့အနေနဲ့ဒါသူဒီဂျာမန်ဘွန်ဒက်လီဂါမှာကင်ခဲ့တဲ့ဒါလီဗာပူးစင်ကိုကင်ခဲ့တယ်လို့မျိုးပဲဒါအပြည့်အဝထိန်းချုပ်နိုင်မယ်လို့ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ထင်တယ်ဖူဟန်ဘက်ကကြည့်ရမယ်ဆိုရင်လည်းဖူဟန်အနေနဲ့ဒီနေ့မှာအာသာရှစ်ရှိတာသူ့ဘက်ကဒါအင်ကွင်းအာသာရှစ်ရှိတယ်ပေါ့နော်ဒါဖူဟန်ဘက်ကဒါကြောင့်ဒီနေ့ပွဲမှာပြောရမယ်ဆိုရင်ဒါချက်စီအနေနဲ့ဒါအင်ကွင်းဖူဟန်ပေါ့နော်အဝေးကွင်းကနေလာပြီးတော့ level အပြည့်ရှုံးထိပေးတယ်ဂိုးပေါင်းကြီးမှာဆိုရင်ဒါ၃လုံးကို90စားဆိုပြီးတော့ပေးထားတယ်ပြောရမယ်ဆိုရင်ဒါ၃လုံးသွင်းရင်နည်းနည်းပျော်ရွှင်ရမယ်အနေထားရှိတယ်ပေါ့ဗျာဒါပေမဲ့ဂိုးပေါင်းကြီးကိုကြိုက်ရဆိုရင်တော့ဂိုးပေါင်းကြီးဆက်ကျွန်တော်ဒီချက်စီနဲ့ဖူဟန်ပွဲမှာ body ကြီးကိုဦးစားပေးပြီးတော့ရွေးချယ်သွားမှာဖြစ်ပါတယ်ဒီပုံစံကြည့်ရဆိုရင်တော့ဂိုးဘော်ဘက်ကိုလိုက်တယ်ဆိုပေမဲ့ဂိုးဘော်မကြိုက်ပါဘူးဒီနှစ်သင်းနောက်ဆုံးတွေ့ရတဲ့အနိကဆုံး9ချိန်ထိကြည့်မယ်ဆိုရင်ဖူဟန်က2ချိန်နိုင်ထားတယ်ချက်စီက3ချိန်နိုင်ထားတယ်အနိကဆုံး1ချိန်မှာတော့ဒါဖူဟန်ကဒီ2-1ဆိုပြီးတော့ရလန်နဲ့နိုင်ထားရပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ခံမဲရမယ်ဆိုရင်ဒါဇာဘီအလွန်ဆိုအနေနဲ့ပေါ့နော်ဒီပြောရမှာဆိုချန်ပီယံလိကန်စရာလည်းမရှိဘူးယူပါလိကန်စရာလည်းမရှိဘူးဒါပြောရမှာဆိုပရီးမီးယားလိတစ်ခုတည်းကိုပဲအာရုံစိုက်ပြီးတော့ကစားရမယ်ဒါသူ့အနေနဲ့ဒါယာတီတစ်ခုဖြစ်တယ်ပေါ့နော်ဒါလုံးဝဒါပွဲစဉ်တက်ကနေပြီးတော့ပွဲစဉ်အဆုံးအထိသူ့အနေနဲ့ဒါဘယ်လိုပြောမလဲဒါပွဲတိုင်းကိုဘလူးပွဲလို့သဘောထားပြီးတော့ကစားရမယ်ဒါယာတီတစ်ခုဖြစ်တယ်ဒါကြောင့်ဒီနေ့ပွဲမှာသူ့အနေနဲ့ဒါအာရုံစိုက်လာမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒါကြောင့်ဒီပေးထားတဲ့ကြီးရဆိုရင်တော့ကျွန်တော်အနေနဲ့ချက်စီကဒါ0-1ဒါမှမဟုတ်ရင်1-2ဒီပုံစံမျိုးနဲ့ကတ်နိုင်သွားမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒါ body ကြီးကိုကြိုက်ပါတယ်ချက်စီ body ပါအကြိုက်တွေ့ညီကိုလိုက်ကစားပါကျွန်တော်ဒီနေ့အတွက်ဒါမေဘာဒီ group လဲထောင်းထားပြီပေါ့နော်စိတ်ဝင်စားတဲ့ညီကိုတွေကတော့အောက်မှာပြထားတဲ့ Viber 399683941155ကိုလာရောက်ဆက်သွယ်ပြီးတော့ဒါစုံစမ်းနိုင်ပါတယ်ဒီ၃ပွဲတွေကကျွန်တော်ဒီနေ့ပေးမဲ့တဲ့၃ပွဲတွေကမှာအကြိုက်ဆုံးတပွဲကောင်းကိုတော့ဒါတပွဲကောင်းအနေနဲ့ Telegram မှာတင်ပေးပါမယ်Telegram ကိုမ join ရသေးတဲ့ညီကိုတွေရှိရင် Telegram ကို join ထားပါ Telegram link ကိုတော့ကျွန်တော်ဒီ video ရဲ့ comment အောက်မှာရှာပေးထားပါမယ်ဒါဆိုနောက်ထပ်တပွဲကိုတော့ရမယ်နောက်ထပ်တပွဲကတော့ဒါအိုဆာဆူနာနဲ့လီဘန်တေးပွဲစဉ်ဖြစ်ပါတယ်အိုဆာဆူနာနဲ့လီဘန်တေးပေးထားတာတော့ဒါအင်ကွင်းအိုဆာဆူနာကလည်းပဲအပြည့်ရှုံးပေးတယ်ဂိုးပေါင်းကြီးမှာနှလုံးကို90ရှုံးပေးတယ်ဒီပုံစံရကြည့်ရမယ်ဆိုရင်ကြီးရတော့ကျွန်တော်ဒါဂိုးအောက်ဘက်ကိုလိုက်လို့ရတဲ့ကြီးမျိုးဖြစ်ပါတယ်ဒီနှစ်သင်းနောက်ဆုံးကစားထားတဲ့ဒါပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ဒါနောက်ဆုံးကစားထားတဲ့ဒါ9ပွဲမှာသူတို့အနေနဲ့3ချိန်ကဂိုးပေါ်ထားတယ်2ချိန်ကဂိုးအောက်ထားတယ်ပြောရမှာဆိုအိုဆာဆူနာအင်ကွင်းနေမှာဒါဂိုးအောက်တာပို့လို့များတယ်ပြီးတော့ဒါနောက်ဆုံးကစားထားတဲ့ဒီပွဲစဉ်တွေမှာပေါ့နော်ကြည့်ရမယ်ဆိုအိုဆာဆူနာဘက်ကဒါ3ချိန်နိုင်တယ်တစ်ချိန်ကတည်ကြတယ်ပြီးတော့တစ်ချိန်ကဒါလီဘန်တီဘက်ကဒါအနီးကဆုံးတစ်ချိန်မှာ3-2ဆိုပြီးတော့ဒါဂိုးပေါ်ပြီးတော့နိုင်ထားတဲ့တစ်ချိန်တော့ရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်ပြောရမယ်ရွေးရမယ်ဆိုရင်တော့နှစ်ကြောင်းရွေးချယ်ပေးမယ် body တစ်ကြောင်းရယ်ဒါဂိုးပေါင်းတစ်ကြောင်းရယ်ဆိုပြီးကျွန်တော်နှစ်ကြောင်းရွေးချယ်ပေးပါမယ်ပြောရမှာဆိုဒီနေ့ပွဲမှာဒါ body ပေါ်ဂိုးအောက်ကျွန်တော်ကြိုက်ပါတယ်အိုဆာဆူနာ body နဲ့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ် 1C 2C ဒီပုံစံမျိုးတွားပါလိမ့်မယ်အင်ကွင်းကနေတစ်ဖက်လီဘန်တေးအနေနဲ့ဒါအိုဆာဆူနာကိုဒါအဝေးကွင်းကနေလာပြီးတော့ဂိုးပြန်သွင်းနိုင်မလို့ကျွန်တော်အနေနဲ့မထင်ဘူးဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့အိုဆာဆူနာ body နဲ့ဒါဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်အကြိုက်တွင်ညီကိုတွေလိုက်ကစားပါနောက်ဆုံးတပွဲကိုသွားရမယ်နောက်ဆုံးတပွဲကတော့ဒါအီတလီစီးရဲ့ပွဲစဉ်တပွဲဖြစ်တယ်ပေါ့နော်ယူမာပွဲစဉ်မှာယူမာနဲ့ဒါဖီယိုရင်တီနာတို့ကစားကြမယ့်ပွဲစဉ်တပွဲဖြစ်ပါတယ်ဒီနှစ်သင်းဒီအနီးကဆုံးနောက်ဆုံးဒီကစားထားတဲ့ဒါ9ချိန်ထိကြည့်မယ်ဆိုရင်ဒါယူမာက3ချိန်နိုင်တယ်တစ်ချိန်ကဖီယိုရင်တီနာနိုင်တယ်ယူမာနိုင်ထားတဲ့3ချိန်ကအနီးကဆုံး3ချိန်ကိုနိုင်ထားတာပါပြီးတော့တူတူနဲ့တစ်ချိန်တည်ကြတယ်ပေါ့နော်
ပြောရမယ်ဆိုရင်ရိုးမအနေနဲ့ဖီယိုရင်တီနာကိုတော်တော်လေးဒါငယ်နိုင်ပုံစံမျိုးလိုဖြစ်နေတာဗျာနောက်ဆုံးကစားထားတဲ့အချိန်အရွေးကလည်းတော်တော်လေးများတယ်ရိုးမ21ချိန်နိုင်တယ်ဖီယိုရင်တီနာ10ချိန်နိုင်တယ်9ချိန်ကတည်ကြထားတယ်ပြောရမယ်ဆိုရင်တော့ဒီနေ့ပွဲကရိုးမပွဲဗျရိုးမအိမ်ကွေးကနေရိုးမစိတ်ကြိုက်လုံးမဲ့ပွဲစဉ်ဖြစ်တယ်ပြီးထားတဲ့ကြီးရလဲအဲ့ဒါကြောင့်ဒါပြောရမယ်ဆိုရင်ပုံမှန်အနေထားအရဆိုရင်ဗျာဒီပုံစံကလာ level အပြည့်ရှုံးတော့ပေးလို့ရတယ်ဆိုပေမဲ့ဒါ1ပေါင်50အထိပေးထားတာဖြစ်တဲ့အတွက်ဒါရိုးမပွဲလို့ပဲကျွန်တော်အနေနဲ့မြင်တယ်ဒါဘာမှထွေထွေထူးထူးပြောနေစရာမရှိဘူးပေါ့နော်ဒီပွဲကတော့ဒါရိုးမပွဲပါပဲအကြိုက်တွေ့တဲ့ညီကိုလေးလိုက်ကစားပါရိုးမဘော်ဒီပါဒါဆိုဒီနေ့ကျွန်တော်စုစုပေါင်း၄ပွဲပြောပြီးပါပြီ၄ပွဲဒီကြက်ရင်ပေါ့နော်ဒါ၄ပွဲကိုဒါ sorry ပါ၃ပွဲပါ၃ပွဲမှာ၄ချောင်းပြောထားတာပါအကြိုက်တွေ့တဲ့ညီကိုလေးဒါ၄ချောင်းလေးရမှာဥပမာ၃ချောင်းကြိုက်တယ်ဆိုရင်၃ချောင်းကိုမောင်းလိုက်ကစားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲညီကိုလေးအနေနဲ့ပေါ့နော်ဒါ online ကနေဒါဘောလုံးကစားကျင်တာပဲဖြစ်ဖြစ်အပြင်တိုင်းကစားကျင်တာပဲဖြစ်ဖြစ်ကျွန်တော်စီကိုဆက်သွယ်ပြီးတော့လာကစားလို့ရပါတယ်ငွေကြီးဘိုင်းကိုတော့ကျွန်တော်ကိုယ်တိုင်း100ခိုင်နှုန်းအာမခံထားတာဖြစ်ပါတယ်ခင်ဗျဒါ Telegram ကို join ရတဲ့ရင်လည်း join ထားပါဒီ၃ပွဲ၄ချောင်းလေးရမှာအကြိုက်ဆုံးတစ်ချောင်းကိုကျွန်တော် Telegram မှာတပွဲကောင်းအနေနဲ့တင်ပေးပါမယ်မ join ရသေးရင် join ထားပါ link ကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာ share ပေးထားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ